မင်းကလေးတယောက်ဟာနတ်နဂါးကိုငွေလိုမှားယွင်းထင်မှတ်ခဲ့တဲ့အတွက်နဂါးကသူမရဲ့လက်ချောင်းကိုကိုက်လိုက်ပါတယ်။နာကျင်လုံးနာကြောင့်သူမကလပ်ကိုပြင်းပြင်းထန်ထန်ခါရမ်းလိုက်တဲ့အခါနတ်နဂါးဟာရေကန်ထဲကိုတက်တက်ကြီးလွင့်ဆင်သွားပါတော့တယ်။အမျိုးသမီးတယောက်ဟာချက်ချင်းပဲရှာဖွေဖို့ရှေ့တိုးကြည့်လိုက်တဲ့အခါမှာတော့တေလူမျိုးပါဖြစ်နေတဲ့ငါးမဲတစ်ကောင်ကိုပဲတွေ့လိုက်ရပါတယ်။မင်းကလေးကတော့သူမပြစ်လိုက်တဲ့နဂါးကြောင့်အဲ့ဒီငါးလေးထိတ်လန့်သွားတာလို့ထင်နေခဲ့ပါတယ်။ဒါကြောင့်သူမဟာငါးလေးကိုကုသပေးဖို့အတွက်ချက်ချင်းပဲဂါထာမန္တန်တစ်ခုရွတ်လိုက်ပါတယ်။ဒါပေမဲ့ဘသူကထင်ထားမှလဲရှင်ပြန်လာတဲ့ငါးမဲဟာမင်းကလေးကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်နေပါတယ်။မင်းကလေးဟာဒေါသကြီးနဲ့လှည့်ထွက်သွားခဲ့ပေမဲ့သူမရဲ့ခုနကလုပ်ရတဲ့ငါးမဲကိုလူအသွင်ပြောင်းလဲသွားစေခဲ့တယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူး။ကျေးဇူးဆက်ဖို့အတွက်ငါးမဲဟာမင်းကလေးရဲ့အခန်းထဲကိုခိုးဝင်လာပါတယ်။မင်းကလေးဟာသူ့နောက်ကအတန်ကိုကြားတဲ့အခါတငယ်ချင်းတယောက်ယောက်ကသူ့ကိုနောက်နေတာလို့ထင်ပြီးအနာကဖျောင်းတိုင်ကိုယူကအနောက်ကလူကိုပြန်ချောက်ဖို့လုပ်လိုက်ပါတယ်။မထင်မှတ်ပဲသူမဟာသူစိမ်းယောက်ျားတယောက်ကိုတွေ့လိုက်ရပါတယ်။ထိတ်လန့်သွားတဲ့အချိန်မှာဖျောင်းတိုင်ဟာဘေးကစာရွက်တွေပေါ်ပြုတ်ကျသွားပြီးမင်းကလေးလည်းချက်ချင်းပဲခြေမကင်မိလက်မကင်မိဖြစ်သွားပါတယ်။ကံကောင်းထောက်မှစွာနဲ့ငါးမဲကအချိန်မီကဲတင်လိုက်တဲ့အတွက်စာပွဲပေါ်ကစားမှုတွေကိုကဲတင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့မင်းကလေးဟာသူ့ရဲ့မြည်သူမြည်ဝါဖြစ်ကြောင်းကိုတန်တရားဝင်လာပါတယ်။ငါးမဲကတော့သူဟာငါးနှစ်သားလေးတစ်ပါးသာဖြစ်တယ်လို့ပြောလိုက်ပါတယ်။မင်းကလေးလည်းဘာမှအများကြီးမစင်စားတော့ဘဲငါးမဲကသူ့စာမှုတွေကိုကဲပေးခဲ့တာကြောင့်သူ့ကိုနောက်လိုက်လေးဖြစ်ထားဖို့ဆုံးဖြတ်လိုက်ပြီးနာမည်တစ်ခုလည်းပေးလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးမင်းကလေးဟာငါးမဲကိုနေရာအနှံ့ခေါ်သွားပြီးသူ့ကိုကိုခံပညာကာထာတွေတင်ပေးဖို့တောင်ရုပ်တရက်စိတ်ကူးရခဲ့ပါတယ်။ငါးမီကတော့အတော်လေးအထင်သေးနေပေမဲ့ပူပေါင်းဆောင်ရွက်ဖို့ကိုပဲရွေးချယ်ခဲ့ပါတယ်။မထင်မှတ်ပဲမင်းကလေးရွတ်လိုက်တဲ့ကာထာဟာဖျောင်းတိုင်မီကိုတောင်မငြိမ့်စေနိုင်ခဲ့ပါဘူး။ရှက်ကိုရှက်ကန်းဖြစ်တာကိုဖြေဖျောက်ဖို့အတွက်ငါးမဲကိုလည်းစမ်းကြည့်ဖို့သူမကချက်ချင်းခိုင်းလိုက်ပါတယ်။မထင်မှတ်ပဲငါးမဲကရက်တောင်နဲ့ညင်သာစွာဝေးရမ်းလိုက်တဲ့အခါဖျောင်းတိုင်ကုန်းဟာမြေပြင်ပေါ်ကိုလဲကျသွားပါတော့တယ်။ဒီတစ်ခါမှာတော့ငါးမဲတယောက်အကြီးကျယ်ရှက်သွားရမိအလှည့်ဖြစ်သွားပါတော့တယ်